လူတယောက်ဟာပြီးခဲ့တဲ့3ရက်နဲ့3ညလုံးလုံးမြေပြင်ပေါ်မှာမောက်ရက်သားလဲနေခဲ့ရပါတယ်ဒါပေမဲ့သူဟာနည်းနည်းလေးတောင်လှုပ်ရှားဖို့တတ်သိမရှိခဲ့ပါဘူးဘာလို့လဲဆိုတော့သူ့ရဲ့နောက်ကျောဘက်တက်တဲ့မှာတင်မီတာယာနဲ့ချီနှက်ဆိုင်နဲ့6ကန်းပါကြီးရှိနေလို့ပါတကယ်လို့ဒါသူပြုတ်ကျသွားခဲ့ရင်သူ့ခန္ဓာကိုယ်ဟာအပိုင်းပိုင်းအစထက်သွားမှာပါအသက်ရှင်လို့အတွက်သူဟာမြေပြင်ပေါ်ကတဲပွက်တွေကိုလက်နှစ်ဖက်နဲ့အတင်းစုပ်ကင်ထားပြီးဟန်ချက်ထိန်ကိုကြိုးစားနေရပါတယ်ဒါပေမဲ့တဲတွေကအရန်ပွက်လွန်းတော့သူ့ရဲ့ကိုယ်လေးချင်းကိုမခံနိုင်တော့ပါဘူးအဲ့ဒီအချိန်မှာတင်သူ့ခန္ဓာကိုယ်ဟာလျောကျသွားပြီးအောက်ဘက်ကိုထိမ့်မနိုင်သိမ့်မနိုင်ရှူဆင်းသွားပါတော့တယ်အန်ဒီယေကိုမြင်လိုက်တာနဲ့သူဟာခုခံမှုအားကောင်းအောင်ခြေထောက်နှစ်ဖက်ကိုချက်ချင်းကားလိုက်ပါတယ်ပြီးတော့ break out လိုက်တယ်လို့မျိုးသူ့ကောင်းကိုမြေကြီးနဲ့ဖီကတ်ထားလိုက်တယ်အဲ့လိုအစွမ်းကုန်ကျူးစားလိုက်မှတော်တော်လေးခက်ခဲနဲ့သူရက်တန်သွားခဲ့ပါတယ်ကြောက်လွန်လို့သူ့နှလုံးခုန်တန်တွေကအရန်ကိုမြန်နေပြီအခုရင်တောင်းကိုအော်ဟစ်ခြင်းပဲပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့ဘယ်လူတောက်တယောက်မှရှိနေမှာပါဘူးသူမျောလင်းချက်တွေအကုန်ဆုံးတော့မယ်အချိန်ပါပဲသူအဲ့ထဲကဖုန်းကရုတ်တရက်မြင်လာပါတယ်ဒါဟာသူ့ရဲ့နောက်ဆုံးမျောလင်းချက်ပဲလို့သူခန်းစားလိုက်တယ်ဒါကြောင့်သူဟာကိုပြန်ထိန်းပြီးအိတ်ထဲကိုလက်နိုင်ကဖုန်းကိုအသားလေးထောက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့လက်ချောင်းကလေးတွေဖုန်းကိုထိမိအောင်ရှိတယ်သူ့ရဲ့ညာဘက်လက်ကရုတ်တရက်တောင့်တင်းသွားပြီးဟန်ချက်ပြတ်သွားပါတယ်ဒါကြောင့်သူဟာ6ထဲကိုအချိန်ရိုက်ထပ်မှန်ပြုတ်ကျသွားပြန်ပါတယ်ကံကောင်းကျင်တော့နောက်ဆုံးမိနစ်မှာ6ဘေးကထွားနေတဲ့ကြောက်ဆောင်တစ်ခုကိုသူ့လမ်းကင်မိလိုက်ပြီး6ကန်းမှအစွန်းမှတင်ချန်နေခဲ့ပါတယ်အခုဆိုရင်သူဟာတေးမင်းနဲ့ခြေတလန်းကိုရောက်နေပါပြီအသက်ရှင်ဖို့အတွက်စိတ်အေးထားပြီးနီးလန်းရှာဖို့ပဲကြံတော့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့မျက်လုံးကအောက်မှာတက်လာနေတဲ့ပင်လယ်လှိုင်းလုံးတွေကိုမြင်သွားပါတယ်ပြီးတော့ရဲနေတဲ့အချမ်းတစ်ခုရလာပါတယ်သူဟာကြောက်ဆောင်တွေကို right ခတ်နေတဲ့လှိုင်းလုံးတွေရဲ့အရှိန်ကိုကိုယ့်ဘာသာတွက်ချက်နေခဲ့ပါတယ်အချင်းကိုအချင်းချင်းခန့်မှန်းတွက်ချက်ပြီးတဲ့နောက်မှာတော့နောက်ဆုံးမှသူတက်တိမွေးလိုက်ပြီးနောက်ထပ်လှိုင်းလုံးကြီးတစ်ခုအလာမှာပဲအောက်ကိုခုန်ချလိုက်ပါတော့တယ်ပင်လယ်ရေပြင်ကမွေးတာတစ်ခုလိုဖြစ်နေလို့သူတိုက်ရိုက်စောင့်မိပြီးမတည်ဆုံးခဲ့ပြီးမြဲပြုတ်ကျလာတဲ့အချိန်ကပြင်းလို့နော်သူခါကိုကြောက်ဆောင်တစ်ခုနဲ့ right မိပြီးအဲ့ဒီနေရာမှာတင်တတိလိသွားပါတော့တယ်ကံကောင်းလို့သူတတိပြန်ရလာတဲ့အချိန်မှာရေမနစ်ခင်ကျန်တဲ့ရှိမြအင်အားတွေကိုတုံးပြီးအနီးနားကကြောက်ဆောင်တစ်ခုပေါ်ကိုကူးတက်လိုက်နိုင်ပါတယ်တင်မင်းနုခမန်ကလွတ်မြောက်လာတဲ့ထို့သူဟာလေကောင်းထဲမှာပိတ်နေတဲ့ရေတွေကိုအတင်းအန်ထုတ်ရင်းနဲ့မြေပြင်ပေါ်မှာအမောတစ်ပေါက်လဲနေခဲ့ပါတယ်အတန်ကြာတော့အသက်ရှူမှုပုံမှန်ပြန်ရောက်လာတဲ့ခါမှာတော့သူခက်ထိုင်လိုက်ပါတယ်အဲ့ဒီအခါမှာတော့သူ့ရဲ့ညာဘက်လက်မှာအတွင်းကအယိုးဖြူကြီးမြင်ရတဲ့အထိနှက်ဆိုင်နဲ့တန်ရာကြီးရထားတာကိုတွေ့လိုက်ပါတယ်ဒါကိုမြင်လိုက်တော့သူဟာကြောက်လန့်ပြီးချက်တိမွင်းချင်းကြီးထားတော့ပါတယ်ဒါပေမဲ့နန်းတရားနီလူလေးမထူးတော့တာမို့စိတ်ကိုတီးတီးငိမ့်အောင်ထိမ့်လိုက်ပါတယ်ပြီးတော့အဲ့ဒီနေရာကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူရှေ့ကိုတလန်းတိုးလိုက်ရုံရှိသည်သူ့ရဲ့ခန္ဓာကိုအောက်ဘက်ကအယိုးကြိုးတန်းထွက်လာပြီးမြေပြင်ပေါ်ကိုအရှိန်နဲ့လဲကျပြီးထောက်မှန်တတိလိသွားပြန်ပါတယ်အချင်းအတော်ကြာရင်ဒီတက်လာတဲ့လှိုင်းလုံးကြီးတစ်ခုကသူ့ကိုတတိပင်ရစေပါတယ်သူထဖို့ကြိုးစားပေမဲ့ခြေထောက်တွေကလုံးဝမလှုပ်ရှားနိုင်တော့ပါဘူးဘာလို့လဲဆိုတော့6ထဲကခုံချစီမှာကြောက်ဆောင်တဲ့ right မီလို့သူခါယိုကိုဒီပြင်းထန်ထန်ကျူးလွှားခဲ့တော့ပါအခုဆိုရင်သူခြေထောက်လေးတွေကအနှဲငယ်လှုပ်ရှားနိုင်တော့ပြီခန္ဓာကိုယ်တစ်ခုလုံးကတော့ထုံချင်းနေပါပြီအချောက်လုံးနေတဲ့သူဟာအကူကြီးတောင်းပြီးအော်ဟစ်ပေမဲ့ဒီလိုလူသူကင်းစွန့်နေပင်လေပြင်မှာသူ့အတန်ကိုဖျားမဲ့လို့မရှိပါဘူးဘလောက်ပဲအော်ပါအဖြေမှပြန်လာမှာမဟုတ်ပါဘူးသူလုံးဝစိတ်တက်ကြတော့မယ့်အချိန်မှာပဲသူ့စီမှာအသက်ကန်နေတဲ့ဖုန်းရှိသေးတာကိုသတိရသွားပါတယ်သူဟာအိတ်ကိုအမြန်ချွတ်လိုက်ပြီးစစ်ကိုတားနေကြိုက်ဖွင့်လိုက်ပါတယ်ပြီးတော့ဒဏ်ရာရခါတဲ့လက်ကသစစ်စစ်နာကျင်းမှုကိုအန်ထုံညင်နဲ့အိတ်ထဲကဖုန်းကိုအသားလေးထုတ်လိုက်ပါတယ်ဒါပေမဲ့ဖုန်းကိုမြင်လိုက်တဲ့အခါမှာတော့ပင်လယ်ရေစုသွားလို့ဆုံးကလုံးဝပျက်စီးသွားပြီးအထုံးမဝင်တန်တိုးတန်ဆာကခုန်ဖြစ်နေပါပြီဒါကိုမြင်လိုက်တော့သူကလုံးဝကိုမျိုလင်းချက်ကုံဆုံးသွားမှာတော့လေအားကိုးရမယ်ဆိုရင်သူဟာကောင်းကင်ကြီးကိုမော့ကြည့်ပြီးဘာဆက်လုပ်ရမလဲတွေးနေခဲ့ပါတယ်ဒါပေမဲ့ခဏအကြာမှပဲသူတတိပြမိလိုက်တာကဒီအတိုင်းသာဆက်ထိုင်နေရင်ဒီတက်လာခဲ့ခါအသက်ရှင်ဖို့မျောလင်းချက်ရှိမှမဟုတ်တော့ပါဘူးဒါကြောင့်သူစိတ်ကိုတင်းငိမ့်အောင်ပြန်ထိန်လိုက်ပါတယ်သူဟာအင်ဂျီကိုချုပ်ပြီးဒဏ်ရာရထားတဲ့လက်ကိုစီးလိုက်ပါတယ်ပြီးတော့ပတ်ဝန်းကျင်ကိုအသေးချာလှည့်ပတ်ကြည့်ရှုပြီးနီးလန်းရှာပါတော့တယ်ဘေးပတ်လည်မှာတော့၆သွေးတဲ့ကြောက်ဆောင်တွေပဲရှိပေမဲ့အဝေးတနေရာမှာတော့ကျေပြင်းတဲ့တဲတုံပင်တစ်ခုခုလှမ်းမိလိုက်ရပါတယ်တကယ်လို့သူသာအဲ့ဒီကိုအရောက်ကူးနိုင်ရင်တော့သူ့အသက်ကိုကယ်နိုင်ကောင်းကယ်နိုင်ပါလိမ့်မယ်တကယ်လို့သူသာအဲ့ဒီတဲတုံပင်စီကိုရောက်အောင်သွားနိုင်ရင်အသက်ရှင်နိုင်မလားလို့တွေးမိတာနဲ့သူဟာပစ္စည်းတွေကိုအမြန်စုလိုက်ပြီးအာရင်ကုန်ခန်းနေတဲ့ဂျားကနေကန်ဆက်စီကိုကိုဒီလိုတိုက်ဆွဲခေါ်သွားပါတော့တယ်ပြီးတော့တစ်ချက်ထဲနဲ့ပင်လဲတွေကိုခုန်ချလိုက်ပြီးကြံနေတဲ့လက်သဖာထင်းနဲ့တဲတုံပင်စီကိုအားကုန်သုံးကူးခါပါတော့တယ်ဒါမှန်အချိန်မှဆိုရင်ဒီကွာဝေးဟာသူ့တဘာမှမဟုတ်ပေမဲ့အခုတော့အခြေအနေကလုံးဝကိုကွဲပြားသွားပါပြီသူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကလုံးဝလေးပြတ်တယ်လို့ထင်နေတဲ့ပြင်လက်တစ်ဖက်ထဲနဲ့ကူးနေရတာမို့အာရင်တွေဟာပုံမှန်ထက်အစာပေါင်းများစွာပိုကုန်ခန်းနေပါတယ်ခဏအတွင်းမှာပဲသူဟာလုံးဝကိုမောဟိုက်နွမ်းနေသွားပြီးရှေ့ဆက်ဖို့အားမရှိတော့ပါဘူးသူ့ခန္ဓာကိုယ်ဟာကြောက်တုံးကြီးတုံးလို့ရေအောက်ကိုစတင်နစ်မြုပ်သွားပါတယ်အဲ့ဒီချိန်မှာပဲတေမင်းရော်ရေအယောင်ကိုခံစားလိုက်တာနဲ့သူဟာရုတ်တရက်တတိပြန်ဝင်လာပြီးအတွင်းစိတ်ထဲကအန်အော့စရာကောင်းတဲ့အင်အားတွေကိုထုတ်ကရေမင်းနဲ့ဖင်ဖို့ကိုပြန်တက်လာခဲ့ပါတယ်ပြီးတော့နောက်ဆုံးကြံတဲ့အာရင်လေးနဲ့ကန်ဆက်ကိုရောက်အောင်ကူးခံနိုင်ခဲ့ပါတယ်အဲ့ဒီမှာခဏလောက်နားလို့ရပြီလို့ထင်လိုက်ပေမဲ့အချိန်ပြင်းနဲ့လွမ်းလုံးကြီးတစ်လုံးကသူ့ကိုပင်လဲတဲ့ပြန်ဆွဲခေါ်ထားပြန်ပါတယ်သူဟာလုံးဝကိုစိတ်တက်ပြပြနေပြီဆိုပေမဲ့အသက်ရှင်မှုမျောလင်းခြင်းလေးမြင်နေရတာကြောင့်ဘယ်လိုခြေနေမျိုးမှအရှုံးမပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာအနီးနားကကြောက်ဆောင်တစ်ခုစီကိုအစွမ်းကုန်ကူးသွားပြီးအိတ်ကိုချွတ်ပြီးအိတ်ကျိုးတစ်ဖက်ကကြောက်ဆောင်မှညှိသွားအောင်အားနဲ့လှမ်းပစ်လိုက်ပါတယ်လွမ်းလုံးတွေဟာသူ့ခန္ဓာကိုယ်ကိုတရက်ဆက်ရိုက်ခတ်နေတဲ့ကြားထဲအဲ့ဒီအိတ်ကျိုးလေးကိုသူ့ရဲ့နောက်ဆုံးမျောလင်းချက်အဖြစ်အတင်းဆုပ်ကိုင်ထားခဲ့ပါတယ်အချိန်အတော်ကြာတဲ့အခါမှာတော့ပင်လေပြင်ကပြန်ငီတက်သွားပြီးသူဟာတေမင်းနုထံဝါကနေနောက်တစ်ချိန်လွတ်မြောက်လာခဲ့ပြန်ပါပြီဒါပေမဲ့အဲ့ဒီအချိန်မှာပဲလိမ္မာပါလဲတဲ့ငတ်တကောင်ကသူ့စီကိုပြန်ဆင်းလာပြီးဒဏ်ရာထဲကအသားစီကိုထိုးဆူစိတ်သွားပါတော့တယ်
ဆူးရှာတဲ့နာကျင်မှုကြောင့်သူဟာလက်နိုးခဲ့ရပါတယ်သူဟာလက်ကိုရမ်းပြီးငှက်ကိုမောင်းထုတ်လိုက်ပြီးအိတ်ကျိုးကိုအားကုန်သုံးပြီးဖျက်ချလိုက်ပြီးမြေပေါ်မှာပြုတ်သွားပါတော့တယ်အဲ့ဒီနောက်တဲတောင်ပြင်းစီကိုကိုတရွတ်တိုက်ဆွဲခေါ်သွားပြီးနိုင်ပေါင်းများစွာကြိုးစားပြီးတဲ့နောက်မှာတော့ဖြတ်တန်းသွားလာတဲ့ကဘာလက်ခီးစီတွေမြင်နိုင်ဖို့အတွက်အကြီးကြီးနဲ့ထင်းထင်းရှားရှားရှိမဲ့ SOS အချက်ပြစာသားကြီးကိုရေးဆွဲလိုက်ပါတော့တယ်ပြီးတော့သူ့ချီအင်းကတဲထဲမှာကျင်းလေးတစ်ချင်းစတူပါတော့တယ်သူဟာစုဆောင်းထားတဲ့ K ဖောင်လေးတွေကိုအိုးတအိုးလိုပုံဖော်ပြီးအဲ့ဒီကျင်းထဲမှာခန်းလိုက်ပါတယ်။ရေညက်လုံးလို့သူ့ရဲ့စီးကိုတောင်ပြန်စစ်ပြီးတောက်ဖို့ကြိုးစားခဲ့ပေမဲ့ခါရိုးတွေပြင်းထန်နေကျူးထားတဲ့ကြောင့်စီအစာသွေးတွေပဲထွက်လာပါတော့တယ်။အဲ့ဒီအချိန်မှာပဲပြင်းလဲစင်မှာမိုးတန်မုန်တန်လာတော့မယ်လန်ထချုံတန်တွေပေါ်ထွက်လာပါတယ်။ဒါကိုမြင်တော့သူဟာကျန်တဲ့ K ဖောင်ပြားလေးတွေကိုကျင်းထဲမှာခန်းလိုက်ပြီးအနီးနားကခွက်လေးတစ်ခွက်နဲ့မိုးရီခန်းဖို့အမြန်ပြင်ဆင်လိုက်ပါတယ်။သူဟာမိုးရီတွေခွက်ထဲကစ်သွားမှာကိုမျှော်လင့်နေကောင်းကင်ကြီးကိုဝမ်းသာအားရမော့ကြည့်နေပေမဲ့တိမ်တွေကကြာလင်းထချုံနေပြီးနောက်ဆုံးမှာတော့မိုးဆက်အနေငယ်ပဲကြာလာပါတော့တယ်။သူအန်တော့တုံလို့ဆိုတဲ့ခွက်ကိုကြည့်လိုက်တဲ့အခါမှာတော့လုံးဝကိုဗလာဖြစ်နေပါတယ်။ဒါပေမဲ့အရှုံးမပေးပဲဖောင်ပြားလေးကိုယူပြီးသူ့ပါးစပ်နဲ့အတင်းဆုပ်ယူဖို့ကြိုးစားပေမဲ့ရေတစ်စက်တောင်မထွက်လာပါဘူး။ဒီလိုမျှော်လင့်ချက်မဲ့တန်းချက်ကြောင့်သူဟာလုံးဝကိုစိတ်တက်ကြသွားပြီးငိုကြွေးနေဒီရက်ဆက်တဲ့အရှိတိုင်းကိုလက်ခံလိုက်ရပါတော့တယ်။နောက်တစ်နေ့မှာတော့ဖုန်းမီတန်းကြောင့်သူရုတ်တရက်နှူးလာပါတယ်။အသက်လာရကိုလိုက်ရှာတဲ့အခါတဲထဲမှာမြုပ်နေတဲ့သူ့ဖုန်းကိုပြန်တွေ့လိုက်ရပါတယ်။ဖုန်းမျက်နှာပြင်ပေါ်ကမိဘတွေရဲ့တပ်ပုံကိုမြင်လိုက်တဲ့အခါသူဟာအရန်ကိုစိတ်လှုပ်ရှားသွားပြီးလွန်ခဲ့တဲ့ရက်ပိုင်းကကြုံခဲ့ရတဲ့နာကျင်စရာတွေကိုငိုကြွေးပြီးပြောပြပါတော့တယ်။သူ့ကိုမြင်မြန်လာခဲ့ဖို့တောင်းဆိုပေမဲ့တစ်ဖက်ကတော့အတန်တွေကပြတ်တောက်နေပြီးဘာအဖြစ်ပြန်မလာပါဘူး။အဲ့ဒီအချိန်မှာပဲသူတတိပြုမိလိုက်တာကအခုသူမြင်နေကြားနေရတာတွေဟာရေဓာလုံးဝခန်းသွားတဲ့ကြောင့်ဖြစ်ပေါ်လာတဲ့အာယုံ6ရောင်းစင်ဖြစ်တယ်ဆိုတာကိုနားလည်သွားပါတယ်။ဒီနေ့သူအသက်ရှင်နိုင်တော့မှမဟုတ်ဘူးဆိုတာကိုနားလည်သွားပြီးဖုန်းကိုကြည့်ပြီးသူ့မိသားစုကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်လိုက်ပါတော့တယ်။သူဟာပင်မန်းလွမ်းနေစွာနဲ့ကမ်းခြေမှာလဲလျောင်းနေပြီးတေမင်းအလားကိုအသားလေးစောင့်နေပါတော့တယ်။သူ့တန်ရတွေဟာပုတ်ဆောင်နှက်လာပြီးသူ့ရဲ့နောက်ဆုံးထွက်သက်ကိုစောင့်နေတဲ့လင်းတာတွေကလည်းသူ့ခန္ဓာကိုယ်ကိုထိုးစိတ်ထိုးဝိုင်းလာကြပါပြီ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲပင်လယ်ပြင်မှာသင်္ဘောရေလေးတစ်ခုကိုရုတ်တရက်မြင်လိုက်ရပြန်ပါတယ်။သူ့အတွင်းစိတ်ထဲမှာမျောလင်းချက်မီးတောင်လေးတစ်ဖက်ပြန်လင်းလာပါတယ်။ဒါသူ့အတွင်းစိတ်ထဲမှာမျောလင်းချက်မီးတောင်လေးတစ်ဖက်ပြန်လင်းလာပါတယ်။ဒါဟာတေခါနီးမှမြင်ရတဲ့အာယုံ6ရောင်းစင်းလို့ထင်မိပေမဲ့ဒီခွင့်လေးကိုတော့သူအဆုံးရှုံးမခံနိုင်ပါဘူး။ပင်လယ်တစ်ဖက်ကမ်းမှာတယောက်ယောက်ကသူ့ကိုစောင့်နေတယ်ဆိုတဲ့အတွေ့နဲ့တဝက်ကျိုးနေတဲ့လွမ်းစီးတင်ဖုံးကိုဆွဲလိုက်ပြီးပင်လယ်လေးကိုချက်ချင်းဆင်းသွားပါတော့တယ်။ပြင်းထန်တဲ့လွမ်းလုံးတွေကသူ့ကိုကမ်းခြေဆိုအချင်းချင်းပြန်တွန်းပေါ်နေပေမဲ့သူအရှုံးမပေးပါဘူး။မနာနဲ့ကြိုးစားပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာလွမ်းလုံးကြီးတွေကိုဖျက်ချောင်းပြီးပင်လယ်ပြင်ထဲကိုရောက်သွားခဲ့ပါတယ်။ဒါပေမဲ့ဘက်ပက်လေကိုကြည့်လိုက်တဲ့အခါမှာတော့ဘာအသင်းမောမှမရှိပဲဟာလာဟင်းလင်းထင်နေတဲ့ပင်လယ်ကြီးကိုပဲမြင်ရပါတော့တယ်။ဒါကိုမြင်လိုက်တဲ့အခါမှာသူဟာဒေါသမထွက်ပဲအောင်မယ်နဲ့သူ့မျက်နှာမှာထူးခြားတဲ့တင်ငိမ်မှုတစ်ခုပေါ်လာပါတယ်။သူဟာမျက်လုံးကိုဖြစ်ထီးချင်းမိတ်သွားပြီးလွမ်းစီတင်ဖုံးကနေလျော်ဆင်းသွားပြီးအဆုံးမရှိတဲ့အေးအောက်ထဲကိုစတင်နှင်းမြုပ်သွားပါတော့တယ်။အတိအကျအဲ့ဒီအချိန်မှာပဲတကယ်တင်မောကြီးတစ်စီးဟာသူ့အပေါ်တဲ့မှာပေါ်လာပြီးကယ်ဆယ်သမားတယောက်ကတတိလက်နေတဲ့သူ့ကိုဆွဲတင်ဖို့ပင်လယ်ထဲခုန်ဆင်းလာပါတော့တယ်။ဇီယာဝင်တို့ရဲ့မနာနဲ့ကြိုးစားကြောင်းသူဟာအံ့ဩစရာကောင်းလောက်အောင်တတိဖြင့်လက်ရသွားပါတယ်။ဒီဖြစ်ရဲ့စင်စကားလေးဟာလူတစ်ယောက်မှာခိုင်မာတဲ့တတိနဲ့အရှုံးမပေးတဲ့စိတ်တက်ရှိမယ်ဆိုရင်နောက်ဆုံးပါအကူအညီဆိုတာရောက်တတ်တယ်ဆိုတာကိုပြသနေတာပါ။အခြေအနေတွေဘလောက်ပဲခက်ခဲပါစေမျောလင့်ချက်ကိုဘယ်တော့မှလက်မလွတ်လိုက်ပါနဲ့။ဘာလို့လဲဆိုတော့မျောလင့်ချက်ဆိုတာလူတစ်ယောက်ကိုအသက်ပြန်လက်ရစေနိုင်တဲ့အရာမို့လို့ပါ